ကျွန်တော်မိတ်ဆွေခုနှစ်သားသမီးတွေအားလုံးမင်္ဂလာမိတ်ဆွေခုနှစ်သားသမီးတွေအတွက်နေ့စဉ်နေတဲ့ဗာမိနစ်ခါကြီးလမ်းညွန်ပြတာတဲ့ထဲကရေဒီယာနီးလေးတွေအမြဲတမ်းမျှဝေပေးတယ်အခုတစ်ခါမှလည်းကျွန်တော်မိတ်ဆွေတွေပေါ့နော်မိမိတို့စိုက်နေတဲ့ပတ်သက်လက်ပိတ်တဲ့လက်တိတ်တဲ့နော်ရောင်းပန်းဝယ်ပန်းတွေမကောင်းဘူးလို့အခုကျွန်တော်ပြောပြပေးတဲ့ရေဒီယာနီးလေးနဲ့လက်ဖွင့်မယ်လက်ရှင်အောင်ပြုလုပ်မယ်ပေါ့နော်အဲ့တော့ကျွန်တော်မိတ်ဆွေတွေခုနှစ်သားသမီးတွေပေါ့နော်မိမိတို့ရဲ့စီးပွားလက်လာပါတွေပွင့်လန်းမှုအတိုးပွားဖို့တိုးတက်စေဖို့ကံရရဲ့အထောက်အကူတွေရရှိစေဖို့ပေါ့နော်ဝင်ဝင်ကြီးကောင်းမှုရေဒီယာနီးလေးတွေကျွန်တော်မိတ်ဆွေပြောပြပေးချင်တယ်ဒီရေဒီယာနီးလေးကကျွန်တော်မိတ်ဆွေတွေပေါ့နော်ဒီအင်္ဂလိပ်လာဇန်3ရက်နေ့မှာပြုလုပ်ပါနော်3ရက်နေ့အင်္ဂလိပ်လာဇန်3ရက်10လပိုင်း2025ပေါ့နော်အဲ့ဒီနေ့လေးမှာကျွန်တော်မိတ်ဆွေဒီရေဒီယာနီးလေးပြုလုပ်မယ်ဒီရေဒီယာနီးလေးပြုလုပ်လိုက်တာနဲ့ကျွန်တော်မိတ်ဆွေစီးပွားရေးကြီးကောင်းမှုမှဝင်ဝင်ကြီးကောင်းမယ်ရောင်းမဝယ်ပန်းနေဝင်လန်းမယ်ပေါ့နော်အဲ့တော့ကိုယ်ဆိုင်ကြီးကဘာရောင်းနေလဲဖိတ်ဆိုင်စားတော့ကန်ကုန်းသုံးတန်းစမ်းစီစီးစားစီးစတုစတဲ့ပြရောင်းမဝယ်ပန်းနေဝင်လန်းဒီရေဒီယာနီးပြုလုပ်ဖို့ဆရာကရန်ကုန်မြောင်းကလာပါမြို့နယ်6ခွေကားမှတ်တိုင်နဲ့နီးပါတယ်နေရလူတွေရောမြင်လွယ်အောင်ပြောမှဆိုဆရာကအောင်မင်လာကားကြီးဝန်းနဲ့လည်းတော်တော်နီးတယ်အဲ့တော့ဒီရေဒီယာနီးလေးကိုအင်္ဂလိပ်လာဇန်3ရက်နေ့မှာကျွန်တော်မိတ်ဆွေတွေပြုလုပ်မယ်ဘူလိုပိုင်းလေးတွေ့တာနဲ့အပေါင်းလေးနဲ့အသေးပေး share သွားပြီးတော့ရှင်နော်စီးပွားတက်ပါစီလို့မှန်သွားပြီပါအဲ့တော့အင်္ဂလိပ်လာဇန်3ရက်နေ့မှာပြုလုပ်ရမယ်ရေဒီယာလေးအဲ့တလလုံးလက်တွေရှင်းပြီးတော့ငွေတွေဝင်ပြီးတော့ရောင်းပန်းဝယ်ပန်းပြုလုပ်လို့ရတဲ့ရေဒီယာလေးပြောပြချင်တာအဲ့တော့ထူးခြားခြားတော့မဟုတ်ပါဘူးကျွန်တော်မိတ်ဆွေမြောင်မင်းကြီးကြီးမှာသွားပြီးလို့ရှင်အဲ့ဒီမြောင်မင်းမှာရေတက်ပြရပါမယ်ဖျောင်းတိုင်းက8တိုင်းအမွှေးတိုင်းက8တိုင်းပူဇော်ရင်တော့မိမိရောင်းနေတဲ့အယောင်းဝယ်တွေနဲ့ပတ်သက်လို့ဆူတောင်းဘာဆိုင်လေးဖွင့်ထားတယ်ကိုကကုံသုံးဆိုင်လေးတချို့ကြက်လက်တစ်တီးလက်ဝက်နဲ့လေးရောင်းတယ်မိမိရောင်းတဲ့ပစ္စည်းတွေအားလုံးအတွက်ဆူတောင်းပြီးတော့တိတ်တယ်အင်္ဂလိပ်လာဇန်တည်းနေမှာအဲ့ဒီအတိုင်းလေးရေဒီယာလေးတွားပြီးတော့ပြုတ်လုလိုက်တာနဲ့အဲ့ဒီ10လပိုင်းတက်လာလုံးရောင်းပန်းဝယ်ပန်းပွင့်လန်းလာပြီးတော့ငွေကြီးစီးပွားဥစ္စာရနာငွေကြီးလက်လာပါရှင်လန်းတိုးပွားတိုးတက်ပါစီတဲ့ဗျာဒီရေဒီယာလေးတော့ပြုတ်လုလိုက်တာအဲ့တော့အနေနဲ့ရကျွန်တော်မိတ်ဆွေတွေကကလေးနာမည်ပြီးလူကျင်ကြတယ်ပြောကျွန်တော်စီကိုဖုန်းတက်ဆက်ပြီးတော့ကလေးတွေမွေးတဲ့ခုဒီလာတွေရက်တွေမွေးဖွားချိန်တွေကျွန်တော်အတိအကျတောင်းတယ်အဲ့ဒါနဲ့ကျွန်တော်ကလေးနာမည်ပြီးအကြနာပေးပါတယ်ကလေးတွေရဲ့အနာဂတ်လှပါဆိုကြီးပွားချမ်းသာထိတ်ဆုံးရောက်စီတဲ့နာမည်အများနဲ့ရှင်တွဲလာသူကလေးရဲ့နာမည်တပန်းတာအခုကျွန်တော်တို့နာမည်တွေဆိုလို့ရှိရင်ကျွန်တော်တို့အတိတ်တဖန်ပေးထားတဲ့နာမည်တွေပေါ့နော်မိမွေးတဲ့ဖာမွေးတဲ့ပေးထားတဲ့နာမည်အရင်မဟုတ်ဘူးကျွန်တော်ဆရာတခင်အဖမင်းတွေကပေးခဲ့တဲ့နာမည်ဒီနာမည်ကြောင့်ကျွန်တော်သွားချင်းလာချင်းနေချင်းထိုင်ချင်းဘဝအခြေအနေတစ်ခုတော်တော်ကောင်းမှပါအဲ့ဒါကြောင့်ကျွန်တော်မှတ်ပုံနေထဲမှာတော့ဒီနာမည်မဟုတ်တော့ဘူးเนาะကျွန်တော်မိတ်ဆွေတွေရဲ့ရင်တွင်းငယ်တားရနာသမီးတွေကကျွန်တော်ပေးလိုက်တာအဲ့နာမည်ကမှတ်ပုံနေလေနောက်ပိုင်းအနုပညာပဲလုပ်လို့ဘာပဲလုပ်လို့ဒီနာမည်တွေနဲ့ကြီးပွားချမ်းသာထိတ်ဆုံးရောက်စီတဲ့နာမည်လေးကျွန်တော်အကြနာရွေးချယ်ပေးပါနာမည်ပေးလေးတတိယကျွန်တော်ဒီဖုန်းတိုက်ဆက်ပါအလုံးကြီးပွားချမ်းသာပါ